ရွတ်တရွတ်တဲနဲ့ထူပိုးလို့ရလောင်းအောင်တင်းငယ်နဲ့တမင်ထမျိုးအကြောင်းသင်ကြားပူပါသလားသူ့ကိုဖက်ချေလို့ခေါ်ပြီးဟုတ်ပါတယ်ဒါဟာမြန်မာနိုင်ငံမှာပဲတွေ့ရှိရတဲ့ထူးခြားတဲ့တထွာလေးတစ်မျိုးပါကဲသူတို့ရဲ့အရွယ်စားကိုပြောပြမယ်နော်တကယ်ကိုမထင်မစရာပဲအရွယ်ရောက်ပြီးသားဖက်ချေတကောင်ဟာပခုံးအမြင့်စင်တီမီတာ50အဲ့ဒါလက်မ20လောက်ပဲရှိတာပါကိုလေးချင်းကလည်း17ကီလိုဂရမ်အောင်ပါပဲပြီးတော့အဖိုးတွေမှာဆိုရင်တလက်မလောက်ပဲရှိတဲ့အကိုင်းအခက်မပါတဲ့ချိုလေးတွေလည်းရှိပါသေးတယ်ဟုတ်ပြီဒါဆိုသူတို့ဘယ်မှာနေလဲဆိုတော့အဓိကကတော့မြန်မာနိုင်ငံမြောက်ပိုင်းကပူတာအိုဒေသနဲ့ဟူးကုန်းတောင်ကြားလို့တတော်ထူထက်တဲ့နေရာတွေမှာပေါ့အိန္ဒိယအရှေ့မြောက်ပိုင်းမှာပဲတွေ့ရတတ်ပြီးအပူပိုင်းနဲ့တမပိုင်းတတော်တွေစုံတဲ့ကြားနေမြေလိုနေရာမျိုးကိုသူတို့ကသိကြိုက်ကြပါတယ်သူတို့ကလေများသောအားဖြင့်တကောင်တည်းတီးတဲ့နေရာတာကိုကြိုက်တယ်နေရညာပါလှရှားသွားလာတတ်ပြီးအဓိကစားတာကတော့တစ်တီးတွေနဲ့တီးရတွေပေါ့အဲ့လိုစားရင်လည်းသူတို့ကဒေတာတွေမျိုးစေ့တွေပြန့်နှံ့ထို့တယ်လေတကယ်ကိုအများကြီးကူညီပေးနေတာပါဒါပေမဲ့အထူးခြားဆုံးချက်ကတော့ဒါတွေပါတမင်ပေါက်လေးတွေမှာအဆက်အပြောက်လုံးဝမပါဘူးပြီးတော့အဖိုရောအမရောနှမျိုးစလုံးမှာခွေးဆွဲလို့ထင်းနေတဲ့သွားဆွဲတွေပိုင်ဆိုင်ထားတာပါပဲအတူချွတ်ပြောရရင်ဖက်ချေဟာမြမိုက်တော်နဲ့ထက်ကတင်းငယ်ပေမဲ့အန်ဝါဆရာတွေနဲ့ပြည်နေတဲ့လျှို့ဝဲရတနာတစ်ပါးပါ